ကျွန်တော်တို့ကလောကမှာအသက်ရှင်နေတဲ့အချိန်လောကရဲ့ဝမ်းကူးမှုအောက်မှာလောကရဲ့ပူလောင်မှုအောက်မှာကျွန်တော်တို့တွေကမိမှုဒီမှာတန်ဖိုးကိုရှိရတဲ့တန်ဖိုးကိုမဲ့ဆိုပြီးလောကရဲ့မိမှုအောက်မှာကျွန်တော်တို့တန်ဖိုးမဲ့ဆိုပြီးသက်ရှင်သွားတဲ့ဖြစ်သွားတဲ့ဆောက်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာငါဟာဘယ်လိုလဲတန်ဖိုးရှိတယ်ဆိုတဲ့ပြီးလို့ရတဲ့အမှန်တော်ကြီးရှင်ဘောလူကအိုးရင်တို့အတင်းတို့တင်သားတွေကိုအတိအလင်းဒီလိုကိုတတိပေးတဲ့နှုံးဆိုတိုက်တွန်းထားတဲ့ဩဝါဒစာဖြစ်တယ်ဒီမှန်တော်ကြီးရှင်ဘောလူကအိုးရင်တို့ဩဝါဒစာဆောင်မှာအိုးရင်တို့အတင်းတို့အတင်းသားတွေရဲ့သူတို့ရဲ့ဘဝအသက်တာအခြေအနေကိုကြည့်ပြီးမှအပင်မျိုးကနေပြီးမှသူတို့ကိုပြီးလို့ထားတဲ့စာဖြစ်တယ်ကိုရင်ကျအတင်းကျအတင်းသားတွေရဲ့ဘဝအသက်တာယုံကြည်သူဆိုပြီးမဲ့လည်းအင်တာမှာလောကီဆန်တဲ့အသက်တာရှောက်လာမိတဲ့အချိန်ကမန်တော်ကြီးရှင်ဘောလူကလည်းဒီမှာပြေကိုထားတဲ့စာဆောင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီကကိုရင်ကျအတင်းကျအတင်းသားတွေကသူတို့ဘယ်လိုအသက်ရှင်လဲဆိုတော့ယုံကြည်လိုက်ရင်တော့ယုံကြည်တယ်ဒါပေမဲ့သူတို့ရဲ့အသက်ရှင်တော်မှုနေထိုင်မှုပုံစံဟာငါဆိုတဲ့ဇာတိစိတ်ဘောနဲ့အသက်ရှင်ပြီးမှဘုရားတဲ့လောကရဲ့အရာစီးစိမ်ဂုံပကာဒနာကိုပူဇော်ပြီးတဲ့ဖြစ်ရဖြစ်ကြတယ်။ဟောဒီသူအချင်းကိုအချင်းသားတယ်။ဒီရဲ့ဝတ်တဲ့ကောင်ဘုရားကိုအချိန်ပေးမှုပိုင်းဆိုင်လာပါလေ။ဘုရားကိုအချိန်ပေးဘူး။ဘုရားတဲ့စီးပွားရေးနောက်ကိုလိုက်တဲ့ပညာဖြစ်ကြတယ်။ဘုရားကြောင့်လည်းမတက်ဘူး။ဒီနေ့ဝိပဿနာပိုင်းဆိုင်ရာမှာလည်းသူတို့ပြက်ကွက်တယ်။ဒါကြောင့်တမန်တော်ကြီးရှင်ဘောလူကဘောလူကျအတိအတင်းသားတွေအတိအလင်းဒီကိုထားတဲ့သူတို့ကိုတတိယမျိုးဆိုထားတဲ့စာဖြစ်။ဒါကြောင့်တမန်တော်ကြီးရှင်ဘောလူကငါတို့ဒီကိုခန္ဓာကငါတို့မပိုင်ဘူးကျွန်တော်တို့မပိုင်ဘူး။ဒါရှင်တော်ဝိညာဉ်တော်ပြချင်းထားတဲ့ကိုခန္ဓာဖြစ်တဲ့အတွက်ကြောင့်မို့ကိုမပိုင်ဘူးကိုရဲ့အလိုနဲ့အသက်ရှင်လို့မရဘူး။ဘုရားခင်ရဲ့ဂုဏ်တော်ကိုထင်ရှားဖို့ရအတွက်ဘုရားခင်ကတော့လောကကနေမြေပေါက်ထားတာဖြစ်တယ်။ဆိုတဲ့အကြောင်းကိုပေါ်လူကနေပြီးမှဘောရီသူယုံကြည်သူအတင်းကိုအတင်းသားတွေပြီးဖို့ထားတဲ့စာဖြစ်တယ်။ဘောရီသူအတင်းကိုအတင်းသားတွေဘောရီသူမျိုးအောင်ဆိုရင်ဒီနေ့ခေတ်ကာလနဲ့ကြည့်မယ်ဆိုရင်အမတမစီကားတဲ့မျိုးလည်းဖြစ်တယ်။ဘောရီသူမျိုးကပြည့်နောက်ကမှန်းကိုကြည့်တဲ့အခါသူရဲ့တည်ရှိတဲ့နေရာကဂရိတီတောင်ပိုင်းအေဒီမြို့နောက်ပိုင်းမှာရှိတယ်။စီးပွားရေးအချက်ချာကျတဲ့မြို့လည်းဖြစ်တယ်။သူရဲ့မြို့တည်နေရာကအတိုင်းဆိုင်ရာပူပန်ရောင်းဝယ်ရေးလမ်းစုံလည်းဖြစ်တယ်။လူမျိုးစုံနေထိုင်တယ်လူတိုင်းလူမျိုးပေါင်းစုံလာပြီးမှအေဒီမြို့မှာပူပန်ရောင်းဝယ်လုပ်ကြတယ်။လူမျိုးပေါင်းစုံလာပြီးမှမြေကြီးနေထိုင်တယ်။ဒီနေ့ခေတ်ကာလနဲ့ကျွန်တော်တို့နိုင်ရှိမယ်ဆိုရင်တော့စင်ကာပူနိုင်ငံပေါ့စင်ကာပူနိုင်ငံကအပြည်ပြည်ဆိုင်ရာပြည်နယ်စိတ်ကမြို့တော့နိုင်ငံကလာပြီးမှစင်ကာပူကျွန်းမှာပြီးမှဘူတာရောင်းလို့လုပ်ကြစီဝယ်လုပ်ကြတယ်ဥမာနိုင်ငံမျိုးစင်ကာပူနိုင်ငံနဲ့ကိုရီးယားအတင်းကိုအတင်းသားတွေကအဲ့ဒီလိုသူတို့နေထိုင်တဲ့မြို့မှာအင်တာမစီကားတဲ့မြို့အပြစ်သူတို့တွေစီပွားရေးကိုလည်းလုပ်ကြတယ်သူတို့ရဲ့လှုပ်ဆောင်မှုတိုင်းမှာလည်းသူတို့အောင်တယ်ဒါကြောင့်မို့သူတို့တွေကဖျားရဲ့အမှုချက်လောကရဲ့အမှုပဲကိုသူတို့တွေပို့ပြီးမှအားတာသွားတဲ့အခါအကျင့်ဇာတိကတွေလည်းပြတ်ပြောင်းလာနောက်ဆုံးယုံကြည်သူအချင်းချင်းတယောက်နဲ့တယောက်မနာလိုမှုတွေလည်းအများကြီးတွေ့ရတယ်ကိုယ်လူအတင်းသားတွေဒါကြောင့်မို့ယနေ့ခေတ်အတင်းတော်အတွက်ကတော့ကိုယ်လူအတင်းတော့ဟာစံနမူနာယူကြအတင်းတော်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒီကတော့ဘာတမန်တော်ရှင်ဘောယူကနေပြီးတော့ပြောပြတာ။ကိုယ်လူအတင်းတော်ထဲမှာဘာတွေဖြစ်တယ်ဆိုတော့စင်တောင်ပြောချောင်းမှုရှိတယ်။နောက်တစ်ချက်ကတော့ရေကောင်ကိုယ်ပွင့်မှုဘာသာရေကောင်ကိုယ်ပွင့်မှုဘာသာဆိုတော့ကိုယ်တက်တာလေကိုယ်တက်ပူပြီးမှကြီးနေတဲ့သူတို့ကကိုယ့်ရဲ့ဆရာကိုယ့်ရဲ့ဖျားနေရာမှာထားပြီးမှအဲ့လိုသူတို့ကိုယ်ပွင့်မှုဘာသာတွေပြရတယ်အကျဉ်းစာရင်းကပြည့်စုံမှုတွေညှို့များစွာပြရတယ်နောက်တော့မူဝါဒတိုက်ပွဲတွေလည်းပြရတယ်တယောက်နဲ့တယောက်
အရာရာမှာတန်တရားစိတ်တွေတော့များဆိုတော့ကြောက်ပြီးကြောက်တန်တရားတိုက်ပွဲတွေနဲ့ဒီလိုထဲမှာတွေ့ရှိနေတာနော်ချက်ဘာတန်တရားလဲဆိုတော့ယုံကြည်သူတို့ကပြောတယ်ဝိညာဉ်စုကျေစုပဲဆိုင်ရာမှာလေသူတို့ကြောက်လို့တော့ဝါကြွားတယ်ငါကဒါရှိတယ်ဒီကဒါရှိတယ်ငါကမြင့်တက်တာညဘာမှမလုပ်နိုင်ဘူးအချင်းချင်းဆိုင်ပြန်တိုက်ကြတယ်အဲ့ဒီလိုပြဿနာပေါင်းမြောက်နေတာဆိုတာရှိတဲ့အင်းကိုဖြစ်တယ်။ဒါကြောင့်မို့ဒီကိုရင်ဒီဩဝါဒဆောင်ဒီနေ့အဖြစ်ကိုပြင်ပို့ရတဲ့ဒီချက်ကဘာလဲဆိုတော့လူစားတိအသေးစားလူရဲ့အမြင်လူရဲ့အတွေ့လူရဲ့အကျင့်စရိုက်နဲ့ရောရှက်နေတဲ့အတင်းတော်တွေကိုရင်တို့အတင်းတော်ကိုကြည်ပြီးမှအတင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုယ်ကိုယ်ကိုဆောက်ကိုယ့်ရဲ့အခြေအနေကိုမြင်တွေ့ကိုရအတွက်ဒီမှာပြပြပါမယ်ဒီနေ့အမိပြောမယ်ဆိုဝိညာဉ်ဘောရှိနေတယ်ကိုယ့်ရဲ့စိတ်အလိုဆန္ဒအရှိနေကြတဲ့ဒီလိုဒီကိုထားတဲ့ဆက်ဖြစ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာကိုရင်သူအတင်းသူအတင်းသားတွေရဲ့ဘဝအသက်တာကိုကြည့်ပြီးမှဒီနေ့ခေတ်ကာလမှာငါဟာဘယ်နေရာမှာရောက်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကြည့်ရတယ်ဒီလိုကိုရတဲ့ဒီကမှာရေးကြည့်ပါတယ်ကိုရင်သူအတင်းသူအတင်းသားတွေကဖျားတဲ့ခင်ကိုဝိပုပုွယ်ချင်းကိုင်းဆိုင်ရာမှာလည်းအင်တာမှပြက်ကွက်လာတဲ့အခါမှာသူတို့ရဲ့ဘဝအသက်တာမှာလောကရဲ့ဆွေးငင်မှုအောက်မှာပဲတွားလာနေတဲ့အချိန်မှာကြောင်းနဲ့ကြောက်အဟဇာရမရှိဘူးကြောင်းနဲ့ကြောက်ပုံပြန်မှုတွေဝါချွားမှုတွေကြောင့်ဖြစ်တာဒီအရာတွေပြန်ပြီးမှကျွန်တော်တို့ကြည့်တဲ့နှုတ်ပတ်ကိုလည်းပြန်ကြည့်တဲ့အခါမှာဖျားတဲ့ခင်ကိုသူတို့ဝိပုပုွယ်ချင်းပြက်ကွက်ခဲ့တယ်ဆိုတော့အောင်းအောင်းနေတွေ့ရဘိုးရီတို့အတင်းသားတွေကကိုယ့်ရဲ့ဘဝအသက်တာမှာဦးစားပေးရမယ့်အရာတွေဒီလိုတွေမာယူခဲ့တယ်ဆိုတော့မြင်တွေ့ရဖြစ်ပါတယ်ကျွန်တော်တို့ဓမ္မဟောင်းကျောင်းကိုကြည့်တဲ့အခါမှာကျွန်တော်တို့ထုတ်ပြောရကြအခန်းကြီး7ပိုက်နေ7ခုမှာကြည့်တဲ့အခါမှာဣတိလလူမျိုးတွေကိုဘုရားခင်ကအဲ့ဒီဒီကနေလုံဆောင်တော့မဲ့အချိန်သူတို့ကိုမာချထားတဲ့ခုရှိကျွန်တော်ဒီလေဒီချက်ချုပ်ကိုဖတ်ချင်တယ်။ဘာကြောင့်အခုကျွန်တော်ဒီမှာဟောင်းကျောင်းကိုဖတ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ကိုရီတို့အတင်းကိုအတင်းသားတွေနဲ့အတူဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ဘဝအသက်တာမှာအင်မတန်မှအရေးကြီးတယ်ဖျားခင်မှာကြားထားတဲ့အရာဖြစ်တယ်။လုံကိုလုံရမယ့်အရာဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့နှုတ်ကတော်မှာမြင်တွေ့ရတဲ့အတွက်ကြောင့်ကိုကျွန်တော်အနေနဲ့ကျွန်တော်ကအခန်းကြီး7ခုအပိုင်နဲ့7ခုကိုကျွန်တော်အနေနဲ့ဖတ်ချင်ပါတယ်။ထိုအစုမပွဲကိုခံရတော့အကြောင်းမူကားထိုနေ့၌တင်တို့ကိုချင်များကိုအဲ့ဒီပြည်တဲ့ကငါနှုတ်ဆောင်ပြီးဖြစ်၍ထိုအကြောင်းကြောင့်ပြည့်ညတ်တော်ရှိတဲ့အတိုင်းတင်တို့၏အညုံးအစင်ဆက်မပြတ်ထိုနေ့ရက်ကိုအငြင်းဆောင်ရကြမည်ဆိုပြီးမှဘုရားခင်ကနေဒီမှာမောရှိကိုမာချထားတဲ့စကားဖြစ်ပါတယ်။ဒီအချိန်မှာမာချထားတယ်ဆိုတော့ဣတိလလူမျိုးတွေအဲ့ဒီပြည်ကနေမထွက်သေးဘူးဒါပေမဲ့ဒီညမနေ့ပြန်ထွက်တော့မယ်အချိန်မှာမာချထားတာဖြစ်ပါတယ်ထွက်တော့တဲ့အချိန်မှာခန္ဓာပြည်မှာရောက်တဲ့အချိန်မှာဣသေလူမျိုးတွေလုံကိုလုံရမယ်လုံးဝမလုံလို့မရတင်တို့ရဲ့အညိုးအစီအစဉ်ဒီနေ့ရက်ကိုစောင့်ရှောက်ရမယ်ဆိုပြီးမှဘုရားရှင်ကနေပြီးမှအတိအလင်းဒီပြည့်တဲ့တော်မှာချထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ဣသေလူမျိုးတွေရဲ့ဘဝအသက်တာကြည့်တဲ့အခါမှာဒီနေ့ရက်ကိုသူတို့အရင်ထိမ့်သိမ်းလာဒီနေ့ရက်ကိုဘယ်တော့မှပြတ်ခွဲလို့လည်းမရဘူး။ဘာကြောင့်လဲဆိုတော့နှစ်ပေါင်း40ပါနှစ်ပေါင်း400တိုင်တိုင်အီဂျစ်ပြည်မှာသူတို့ဂျုံခံတဲ့အချိန်မှာဖျားခင်သူတို့ကနှစ်ပေါင်း400တိုင်တိုင်ဂျုံခံတဲ့ဘဝကနေမှလွတ်မြောက်လာတော့တဲ့အချိန်မှာသခင်ယေရှုခရစ်တော်ရဲ့ဒီနေ့ခေတ်ကာလကိုကြည့်မယ်ဆိုရင်ကျွန်တော်သခင်ယေရှုခရစ်တော်အပြင်ကျွန်တော်လွတ်မြောက်လာတဲ့ယုံကြည်သူတွေကိုညွှန်သားခြင်းဖြစ်တယ်ဆိုတဲ့အရာကိုမြင်တွေ့ရဖြစ်ပါတယ်။ဣသရေလမျိုးတွေပတ်ခါဝိညာဉ်မှာတိုးတင်တာပြီးမှမိသားစုတိုင်းရဲ့အိမ်ကားတော့မှအပြေတော်တိုးပြီးမှနေတဲ့အချိန်မှာရခင်ကဒီမှာဒီနေ့ညမှာမြို့တွေ
ဒီအိမ်ကနေချက်တဲ့သူအကုန်လုံးတည်မယ်နောက်ညညမှာနောက်ရက်နေ့မှာတင်တို့တွေဒီပြည်ကနေထွက်ရကြမယ်ဆိုပြီးမှဘုရားခင်ကနေပြီးမှအချွေလွန်မှာကြားတဲ့အချိန်နောက်ရက်မှာဣတိလလူမျိုးတွေကအရှိအီဂျစ်ပြည်ကနေချက်မြောက်လာတဲ့ညနေ့မှာပဲဒီအစုမပွဲကိုဘုရားခင်ကနေပြီးမှခန္ဓာကြီးရောက်တဲ့အချိန်မှာလုပ်ဖို့လုပ်ရမယ်ဆိုပြီးမှမှာချထားတယ်ဆိုတော့မြင်တွေ့ရတယ်။ဒါကြောင့်မို့ဒီနေ့ကိုရီတို့အတင်းတို့အတင်းသားတွေနဲ့ပြန်ပြီးမှကျွန်တော်တို့ချိန်ကြည့်တဲ့အခါမှာကိုရီတို့အတင်းတို့အတင်းသားတွေဟာဒီမသားမှာဘုရားခင်ကိုဝိပုကိုယ်ကိုချင်းပိုင်းဆိုင်မှာပြက်ကွက်လာတဲ့အချိန်မှာကြောင်းနေတဲ့ဆိုင်တိုင်းတိုက်လာမှုတွေဖြစ်လာတယ်ဆိုတော့တွေ့ရဖြစ်ပါတယ်။ကျွန်တော်ဒီမှာမိတ်ဆွေကဒီနေ့ကျွန်တော်တို့ယုံကြည်သူဒီနေ့ကမ္ဘာတစ်ခေတ်ကာလမှာကျွန်တော်တို့အခင်ယေရှုခရစ်တော်မိမိရဲ့ကြည်ကြည်ပိုင်ရှင်ပြီးယုံကြည်လက်ခံတဲ့သူအရောက်စီတိုင်းဟာဘုရားခင်ကိုဝိပုကိုယ်ကိုပို့ရတဲ့အင်တာမှာရည်ကြီးတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့တနည်းနည်းနေ့ရက်ဆိုတာပါကျွန်တော်တို့ယုံကြည်သူတိုင်းအပိငရေကနေလွတ်မြောက်ရနေဖြစ်ပါတယ်။ဒီနေ့ရက်ကိုကျွန်တော်တို့ကတနည်းနည်းနေ့အဖြစ်ကျွန်တော်တို့တတ်မှတ်ပြီးမှကိုယ့်ရဲ့အပိကိုငရေကနေလွတ်မြောက်စေတဲ့ဘုရားခင်ခရစ်တော်ဝိပုကိုယ်ကိုလေးဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအကျက်တာမှာတနည်းနည်းလေးဝိပုကိုယ်ကိုချင်းကိုအင်တာမှာအမှုထားဖို့ရတဲ့လိုအပ်တာဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့ကျွန်တော်နှုတ်ပတ်တော်မှာမြင်တွေ့ရတာဖြစ်ပါတယ်။အရှိန်လူမျိုးရဲ့ဘဝအကျက်တာရှောင်းလုံးမှာသူတို့ကြာရှုံးခဲ့တဲ့ဘဝကိုကြည်လိုက်တဲ့အခါမှာသူတို့ကြာရှုံးရခြင်းအကြောင်းအချမ်းကိုဘုရားခင်ကိုဝိပုကိုယ်ကိုပြရတဲ့ပြတ်သက်ပြီးလို့ဖြစ်တယ်ဆိုတဲ့အရာကိုဒီနှုတ်ပတ်တော်မှာမြင်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့ယုံကြည်သူတိုင်းဒီရဲ့အတွင်းထဲမှာတန်ရှင်သောဝိညာဉ်တော်ဘုရားကျင့်ဝတ်တယ်ဆိုတာကဘုရားခင်ကိုဝိပုကိုယ်ကိုပို့ရတဲ့ဘုရားခင်အလိုရှိတာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ကိုပေးထားတဲ့ဒီတောင်းဖို့ဟာဘုရားခင်ကကျွန်တော်တို့ကိုသူနဲ့အတူရင်းနှီးဖို့ရတဲ့သူနဲ့အတူမိတ်ခါရပတ်ဖို့ရတဲ့ဖြစ်တယ်ဆိုတဲ့အကြောင်းဒီနေ့နှုတ်ပတ်တော်မှာတွေ့ရဖြစ်ပါတယ်။ဒါကြောင့်မို့ဘာမှတိအချက်တွေနဲ့တိပါဆိုရင်အောက်မှာဒီနေ့ကျွန်တော်ဟာဘုရားခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားကျင့်ဝတ်တဲ့ဗိမာန်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတီဗီမှာဘုရားခင်ကိုကြည်သူတည်တဲ့နှလုံးသားဖြင့်ကျွန်တော်တို့ဘုရားဝိပုကိုယ်ကိုပို့ရတဲ့လို့လဲဆိုတဲ့ပထမအချက်အနေနဲ့မှာပြီးလို့ပါတယ်ဒုတိယအချက်အနေနဲ့စက္ကဘာဆိုတဲ့အချက်အမှားထပ်ပြီးတော့ပြန်လုပ်ဖို့တော့မှာချင်ပါတယ်ဘောမဩဝါဒစာအခန်းကြီးစနစ်အပိုင်နဲ့တင်မှာပြောထားတဲ့ကျမ်းချက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဘောမဩဝါဒစာအခန်းကြီးစနစ်အပိုင်နဲ့တင်ကနေလက်ကိုဖတ်လို့ပါတယ်ညီကိုတို့အသက်ရှင်ခြင်းလက္ခဏာတရှင်ခြင်းလက္ခဏာဘုရားခင်မြတ်တဲ့ဘုရားလက္ခဏာနှင့်ပြည့်စုံသောရစ်ကိုကျွန်တော်ဒီပူဇော်၍မိမိကိုယ်ခန္ဓာကိုဘုရားခင်ကဆက်ကချင်းချင်းဟူသောကျွန်တော်ပြုအပ်သောဘုကိုပြုမိကြောင်းဘုရားခင်ဘုယူနာတော်ထောက်ထား၍ကျွန်တော်ဝါတိုက်သွင်းလို့ဆိုပြီးကျွန်တော်ဒီလောကီပုံစံမဆောင်ကြမီအောင်မြတ်သောအရာမြတ်တဲ့ဘုရားရာဆိုမြင်သောအရာဒီဟူသောဘုရားခင်လိုလိုရှိသောအရာဒီဘယ်အရာဖြစ်ဒီကိုတင်နိုင်မိကြောင်းစိတ်နှလုံးကိုအတိတ်ပြင်ဆင်၍ဘုရားတော်တောင်းလဲခြင်းတို့ရောက်ကြပါဆိုပြီးမှဒီနေ့ကမန်တော်ကြီးရှိပေါ်လူကရောမအသင်းကိုတင်သားတွေကိုပြပထားတဲ့စာဖြစ်ပါတယ်။နေ့ကျွန်တော်တို့ရဲ့ဘဝအချက်တာမှာတန်ရှင်ရဲ့အသက်ရှင်သောရစ်ဖြစ်တန်ရှင်ပြီးအသက်ရှင်သောရစ်ဖြစ်ဘုရားခင်ကိုဆက်ကပ်ဖို့ရအတွက်လိုအပ်တယ်ဆိုတဲ့အရာကိုရောမဩဝါဒစာအခန်းကြီး7မှာမြင်တွေ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီရောမဩဝါဒစာအခန်းကြီး7ပိုင်နေရောမဩဝါဒအခန်း7ပိုင်နေတင်တဲ့နည်းကိုဒီနေ့တန်ရှင်သောအသက်တော်ဖြစ်ရတဲ့တန်ရှင်သောအသက်တာရဲ့အခြေခံအုံမြင့်ဆိုပြီးမှဒီနေ့အများပိုင်းဒီသောနောက်ဆောင်ဖြစ်ပါတယ်။ဒီတန်ရှင်သောအသက်တာရဲ့အခြေခံအုံမြင့်ဟာကျွန်တော်နာခံခြင်းဖြစ်ပြီးမှနာခံခြင်းတော့ဒီမှာထွက်လာတဲ့အတိအပွင့်ကပါလေဆိုတော့တန်ရှင်သောအသက်တာရဲ့ရစ်ကိုဖြစ်စေတယ်ဆိုတဲ့ကိုသိရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာတန်ရှင်သောအသက်တာနဲ့နာခံခြင်းဆိုတဲ့အရာဟာနေရာတူလွဲနေတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့တန်ရှင်သောအသက်တာဖြစ်ဖို့ရတဲ့ကျွန်တော်နေရာနာခံခြင်းအသက်တာရှိဖို့ရတဲ့လို့ဟောပါတယ်။ယုံကြည်သူတွေဟာကျွန်တော်ယုံကြည်သူတွေဖြစ်တော်ထဲမှာရှိခြင်းကြောင့်ကျွန်တော်တို့ဟာဖြောင်းမခြင်းဖြစ်တမတ်ခံရတဲ့သူတွေ
ဒုတိယမွေးချင်းခံရတဲ့သူတွေများဖြစ်ကြပါဒါကြောင့်မို့ဒုတိယမွေးချင်းဖြောင့်မတ်ခြင်းခံရခြင်းဆိုတာကကျွန်တော်တို့ကိုယ့်ရဲ့အစွမ်းစားမဟုတ်ဘဲနဲ့တခင်ယေရှုခရစ်တော်အပြည့်ဘုရားခင်ကနေဒီမှာတတ်တမပေးတဲ့အရာများဖြစ်ပါတယ်ဒါကြောင့်မို့ဒီအရာကိုကြည့်ရတဲ့အခါမှာကျွန်တော်တို့ဟာဘုရားခင်ရဲ့အလိုတော်အတိုင်းဘုရားအသက်ရှင်ဖို့ရအတွက်ဘုရားခင်ကကျွန်တော်တို့ကိုအင်တာမအလိုရှိတယ်ဆိုတဲ့အရာဒီနေ့နှုတ်ပတ်တော်မှာတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘုရားခင်ပေးထားတဲ့ဒီတန်ဖိုးကိုကျွန်တော်တို့ဘဝအသက်တာမှာတုံးချဖို့ရတဲ့တမန်တော်ကြီးရှင်ဘောတို့ကကျွန်တော်တို့ကိုကောင်းကောင်းမြင်ကျွန်တော်တို့ရောမဘုရားစာအခန်းကြီး7အပိုင်းနဲ့တွေ့ချစ်ချင်အောင်ကျွန်တော်မှာကြားထားရဲဆိုတဲ့အရာကိုတွေ့ရဖြစ်ပါတယ်ဒီနှုတ်ဆောင်မှုကိုကြည့်တဲ့အခါမှာယုံကြည်သူမယုံကြည်သူတွေရဲ့ဘဝအသက်တာကိုကြည့်လိုက်တဲ့အခါမှာယုံကြည်သူနဲ့မယုံကြည်သူရဲ့အသက်တာကိုကြည့်လိုက်တာနဲ့တခါတည်းတိတာထင်ရှားမှပွေပြောတဲ့ပြင်လက္ခဏာဖြစ်အသက်ရှင်ဖို့ရလိုအပ်တယ်ဆိုတဲ့အရာဒီနေ့ကျွန်တော်တို့မြင်တွေ့ရတာဖြစ်ပါတယ်လောကမှာအသက်ရှင်နေတဲ့အချိန်မှာယုံကြည်သူပဲဖြစ်ဖြစ်လူပေါင်းစုံနဲ့ကျွန်တော်တို့ပေါင်းတင်းနဲ့ခံယူချက်ပေါင်းစုံနဲ့အတူတူကလောက်ကိုင်းပါလာနေကြရတဲ့သူများဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆိုရဝင်သားပဲဖြစ်စေလူမှုအဖွဲ့အစည်းမှာပဲဖြစ်စေအတင်းတော်မှာပဲဖြစ်စေအတင်းတော်ရဲ့ပြင်ပမှာပဲဖြစ်စေယုံကြည်သူတွေရှိမှရှိရမယ်နေထိုင်မှုပုံတင်မှုဆက်ဆံမှုပုံစံဟာကျွန်တော်လောကမှာနေထိုင်မှုပုံစံကြည့်တော့ဟုတ်တယ်ဖျားခင်မြင့်တဲ့အသက်တာဖြစ်အသက်ရှင်ခြင်းဟာတရှင်တော်အသက်တာဖြစ်တယ်ဆိုတဲ့အရာကိုသိနေခြင်းဖြစ်ပါတယ်တရှင်ခြင်းဆိုတာကျွန်တော်တို့အကျင့်စာရိတ္တနဲ့စိတ်နဲ့ဘောထားလို့ဆိုလို့ဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့တမန်တော်ရှင်ပေါလုကကျွန်တော်တို့ကောင်းကောင်းမွန်ကိုတင်ထားရဲဆိုတဲ့အရာကိုသင်ကြားရဖြစ်ပါတယ်ဥပမာကျွန်တော်တို့ယောသရဲ့အသက်တာကိုကြည့်လိုက်တဲ့ယောသကတိုင်းတစ်ပိုင်းနိုင်ငံမှာရောက်သွားပြီမဲ့သူရဲ့ဘဝမှာစုံစမ်းခြင်းတော့များစွာကိုတွေ့ရဒါပေမဲ့အဲ့ဒီစုံစမ်းခြင်းတွေမှာသူရဲ့စိတ်နဲ့သဘောထားတွေပေါက်ပြောင်းသွားခြင်းရှိဒါပေမဲ့ယောသရဲ့ဘဝအသက်တာမှာဘယ်လိုအခြေအနေနဲ့ကြုံတွေ့နေလဲဖျားခင်နဲ့မိမိကအသက်ရှင်နေဆိုတဲ့အရာကိုကျွန်တော်တို့နှုတ်ပတ်တော်မှာကျွန်တော်တို့မတွေ့ရဘူးဒါကြောင့်မို့ဒီနေ့ဒီမှာရှိတဲ့လူပုံများကျွန်တော်ဒီနေ့တင်ပေမှာပေနီယာမှာပဲရောက်နေဒီရဲ့အသက်တာကိုကြည့်ချင်းအပြင်ဒီရဲ့ပေါင်းတင်ဒီရဲ့အကွက်စီးမှာရှိတဲ့သူတွေဟာဖျားခင်ရဲ့တင်ပင်လက္ခဏာဖျားဘုံတော်ကိုကြည်ရဖို့ရဖြစ်တယ်ဆိုတဲ့အရာကျွန်တော်တို့သင်ချင်ဖို့ရဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာမှာဒါဒီမှာသင်ချင်ကြည့်တော့အချိန်ကပြောင်းလဲခင်အသက်တာမှာကိုယ့်ရဲ့ဘဝကိုပြန်ပြီးစဉ်းစားတဲ့အချိန်မှာအခုချိန်မှာအများရှက်တယ်။ဘာကြောင့်လဲဆိုတော့ကိုနေထိုင်တဲ့နေရာကိုယ့်ရဲ့ပေါင်းတင်ဆက်ဆံတဲ့တင်ငယ်ချင်းတွေကြားထဲမှာကိုကမယုံကြည်သူတွေတဲ့ကိုယ့်ရဲ့အကျင့်စာရိတ္တကိုယ့်ရဲ့အကျိုးဆိုတာဟိုပြီးမှသူတို့တဲ့တာရွေးဆိုးတယ်ဆိုတဲ့ကိုယ့်ကိုပြန်ပြီးသုံးသပ်လာတဲ့အခါမှာဟိုငါယုံကြည်သူဖြစ်ရတာနဲ့ဘာကြောင့်ဒီလိုအသက်ရှင်လာဖြစ်တာလဲဖျားခင်ကပြီးလာတဲ့တောင်ကူကဘာတိမိမားလဲဆိုတဲ့အရာကိုငါကြောင့်မတိရဘူးဆိုပြီးတော့ကိုယ့်ကိုယ်ပြန်ပြီးမှလာတာရတယ်။ဘာလို့ဒီမှာရှိဒီနေ့ဒီလိုကိုအားပေးချင်တာကဒီနေ့တင်ဘယ်လိုအသက်ရှင်နေလဲဖျားခင်ကတင်ကိုပြီးထားတဲ့ဒီတောင်ကူကိုတင်ကမချီးမမီပြုပြီးမှမယုံကြည်သူတွေတက်တာကြီးဆိုပြီးမှဒီအသက်ရှင်နေတာဆိုတဲ့ဒီနေ့ကျွန်တော်ကြည့်နေတယ်။ဒီလိုရတဲ့ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝအသက်တာမှာတန်ရှင်းခြင်းအသက်တာပြီးအသက်ရှင်ဖို့ရတဲ့မိမိကိုယ်ကိုဖျားခင်ကိုစက္ကတော်အသက်ရှင်လို့ရည်အဖြစ်အသက်ရှင်ဖို့ရတော့တယ်ဆိုတဲ့အကြောင်းကိုနံပါတ်1အချက်နဲ့ကျွန်တော်လည်းလောက်ပတ်တော်ပြီးဟောပြီးလို့ပါတယ်နောက်ဆုံးနံပါတ်3အချက်အနေနဲ့တော့ဖတ်ပါဆိုတဲ့အချက်အောက်မှာစက်ပြီးမှဟောပြီးလို့ပါတယ်ဖတ်ပါဆိုတဲ့နေရာမှာကျွန်တော်တို့ဖတ်ရပါတယ်ကျွန်တော်တို့ကတမန်ကျမ်းစာဖတ်ရမှာဖြစ်ပါတယ်ယုံကြည်သူတွေရဲ့ဘဝအသက်တာမှာဖျားခင်ရဲ့နှုတ်ပတ်တော်ကျမ်းစာကိုမဖတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာဖျားခင်လိုချင်တဲ့စလုံးဖျားခင်လိုချင်တဲ့အသက်တာတို့ရှောင်လန်းဖို့ရတဲ့ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကို
ဒီနှုတ်ပတ်တော်ကအတိအလေးကျွန်တော်တို့ကိုပေါ်ပြထားတာဖြစ်ပါတယ်နိတိ3:16ကိုကျွန်တော်အနေနဲ့ဖတ်လို့ပါတယ်နိတိဒီမိုဒီဩဝါဒစာဒုတိယစာပိုင်းကြီး3ပိုင်း16ဒိုချမ်းသာရှိမြတ်ဒီဖြာကိမုတ်ကင်းတော်တို့အဖြစ်ဖြစ်ဖြာကိလူဒီစုံလင်တော်သူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းလို့ပြင်ဆင်တော်သူဖြစ်မိအကြောင်းဩဝါဒပေးခြင်းအဖြစ်ကိုပေါ်ပြခြင်းကျမ်းစာစွာပြုပြင်ခြင်းတရားကိုပြုပြင်ခြင်းကျေးဇူးများကိုပြုပါ၏ဆိုမှနှုတ်ပတ်တော်ကကျွန်တော်တို့ကိုပြောတာဖြစ်ပါတယ်။ဘာလို့ဒီရှင်ဘောလူကဒီရဲ့ချစ်တဲ့ဒီမောကီကိုပြီးဖို့ထားတဲ့စာဖြစ်ပါတယ်။ဘာကြောင့်ပြီးဖို့ထားလဲဆိုတော့ဒီမောကီရဲ့ဘဝအသက်တာမှာဘုံငယ်လေးကနေပြီးမှဒီရဲ့အဖွားကနေပြီးမှနှုတ်ပတ်တော်နဲ့ကောင်းကောင်းမွန်မွန်ပြုစုပြောထားတာဖြစ်ပါတယ်။ဒီမောကီကိုယ်တိုင်လည်းဒီချမ်းစာကိုအစီအမြဲဖတ်ရပြီးမှပြုဖို့ဟာဒီချီးလာတဲ့ဆိုတော့ဒီတော့ဖြစ်ပါတယ်။ဒါကြောင့်အပိတ်ငယ်14နဲ့15မှာကြည့်တဲ့အခါမှာတင်ဒီငယ်တော့အချိန်မှစ၍လေးချက်ဒီကိုတော့ပြီးမှဒီအထက်ကပြီးရဲ့နှလုံးသွင်းပြီးတော့အယူဝါဒနဲ့တည်နေတော့ဆိုပြီးမှတမန်တော်ကြီးရှင်ဘောလူကတိမောဒီကိုထပ်ပြီးမှအတိပေးတဲ့စာဖြစ်ပါတယ်။ဒီကျမ်းစာကိုမဖတ်လို့မရဘူးကျမ်းစာကိုဖတ်ပါဆိုပြီးမှပြောထားတဲ့စာဖြစ်ပါတယ်။ဒါကြောင့်မို့တမန်တော်ကြီးရှင်ဘောလူကနေပြီးမှတိမောဒီကအင်မတန်မှလိမ္မာရေးချရှိလာခြင်းအတိကတော့ချက်ကိုလည်းပြောပြထားခြင်းဖြစ်ပါတယ်။ဒီမို့ဒီရဲ့ဝါအသက်တော်ကြီးလိုက်တဲ့အခါမှာလည်းအသက်ငယ်ငယ်နဲ့ဖျားရအမှုတော်ဆောင်တယ်။ပြီးတော့ဝါအသက်တော်မှာအနေနဲ့ကြီးလာတဲ့အခါလူပြိုအရွယ်ဖြစ်လာတဲ့အခါမှာလည်းဒီဖျားသဘောနဲ့ပဲသူကအသက်ရှင်သွားတယ်ဆိုတော့ဒီနေ့နှုတ်ပတ်တော်ကိုပြောရဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့တမန်ကျမ်းစာဘာကြောင့်ဖတ်ရမလဲဆိုတော့ဒီတမန်ကျမ်းစာကကျွန်တော်တို့ရဲ့ဘဝအသက်တာတုန်တင်ပေးနိုင်တယ်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ထောက်ပြတယ်ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာဘာလိုအပ်တယ်ဘယ်အရာကမားနေတယ်ဆိုတဲ့နှုတ်ပတ်လို့ကပဲတုန်တင်ပြီးမှကျွန်တော်တို့ရဲ့ဘဝအသက်တာတန်ရှင်းသောအသက်တာကိုပြုဆောင်ပေးတာဖြစ်ပါတယ်။ဒါမို့ယုံကြည်သူတယောက်မှာသခင်ယေရှုခရစ်တော်မိမိကယ်တင်ပိုင်ရှင်ပြီးယုံကြည်လက်ခံပြီးတဲ့နောက်ပိုင်းမှာဘုရားခင်ကနေတဖန်ပြန်နေတဲ့ဒီနှုတ်ပတ်ကျမ်းစာကိုပေးထားတာအလကားပေးထားတာမဟုတ်ဘူးဆိုတဲ့အရာဒီနေ့ကျွန်တော်တို့ဒီမှာပို့ရတဲ့အခါမှာဖြစ်ပါတယ်။ဒါကိုယုံကြည်သူရဲ့ဘဝအသက်တာမှာတနည်းတခြားနှုတ်ပတ်တော်နဲ့ကြီးထွားပို့ရတဲ့ကတော့ဒီကျမ်းစာကိုဖောက်ကိုဖတ်ရမယ်ဆိုတဲ့အရာကိုကျွန်တော်တို့ရဲ့အမြဲတမ်းကိုစုပ်ပို့ရတဲ့လိုပါဖြစ်ပါတယ်။နှုတ်ပတ်တော်ကကျွန်တော်တို့ယုံကြည်သူဘဝအသက်တာရဲ့အောင်မြင်ခြင်းတော့ချက်လည်းဖြစ်ပါတယ်။ဒီနေ့ဒီငယ်လေးသူကဒီနှုတ်ပတ်တော်ကိုဖောက်ကိုရတဲ့သောလူငယ်လေးကသူကတက်ပြီးတော့ကျွန်တော်တို့ယောရှုရဲ့ဘဝအသက်တာကိုကျွန်တော်စဉ်းစားကြည့်အောင်ယောရှုမဆာအခန်းကြီး1ပိုက်ရရှင်းတာကြည့်တဲ့အခါမှာဘုပင်းကြီးကျမ်းစာနဲ့ရေးသားသမျှကိုကြည့်ပြီးစောင့်ရှောက်ခြင်းအလို့ပါကျမ်းစာကိုမပတ်မယူပဲနေညမပြတ်ကြည့်ရှုဖတ်ပြီးလာတယ်ဘုပြုနေတင်ပြီးအကြံတောင်းမြောက်ပြီးအောင်မြင်နေပြီဆိုပြီးမှဘုရားခင်ကယောရှုကိုမှကြားလာတာဖြစ်ပါတယ်။ဒါဆိုရင်ယောရှုကဒီယောရှုကိုဖျားခင်ကဘယ်အချိန်မှသူ့ကိုမှကြားလာတာလဲ။မောရှိပြည်သွားတဲ့နောက်ပိုင်းမှာယောရှုကဒီဣတိလလူပေါင်းမြောက်များစွာကိုဥဆောင်ဖို့ရတဲ့အရန်ကိုစိတ်ကကြောက်ပါလေဖြစ်တယ်။ကြောက်လဲကြောက်ပါပဲဒီတော့လူပေါင်းမြောက်များစွာကိုလူဘယ်လိုဥဆောင်လဲ။ဒီအသက်အရွယ်နဲ့သူဥဆောင်မဲ့လူကသူ့တဲ့ပုံပြီးမှဉာဏ်ပညာပိုင်းဆိုင်ရာမှာအတွေ့အကြုံပိုင်းဆိုင်ရာအသက်အရွယ်ပိုင်းဆိုင်ရာမှာလည်းအင်မတန်မှကောင်းမှုတဲ့သူတွေအတွေ့အကြုံရှိတဲ့သူတွေဖြစ်တယ်။ဒါပေမဲ့ယောရှုရဲ့ဘဝအသက်ကသူ့နေရာမှာကြောင်လို့ဆိုစဉ်းစားတဲ့အခါမှာယောရှုရကြောက်ပါဆိုရင်အဲ့ဒီအချိန်မှာဘုရားခင်ကနေပြီးမှယောရှုကိုခွန်အားပေးတဲ့စာဒီလူတွေကိုမပေးလို့ဥဆောင်ရမယ်ဆိုတဲ့အရာယောရှုကနေဘုရားကနေပြီးမှယောရှုကိုမာကြားထားတဲ့စာဖြစ်တယ်။ဒါကြောင့်မို့ယောရှုရဲ့ဘဝအသက်ကရှောက်လုံးကိုကြည့်လိုက်တဲ့အခါမှာဣရှေလူမျိုးတွေကိုသူဥဆောင်လာတဲ့အခါမှာဘုရားရဲ့နှုတ်ပတ်တော်ဒီကျမ်းစာကိုပဲဖတ်ပြီးမှသူဥဆောင်လာခဲ့တယ်ဆိုတဲ့အရာမြင်တွေ့ရဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာနေ့စဉ်အသက်တာမှာရှောင်လာတဲ့အချိန်ဒီရဲ့အိမ်တော်ကြီးဒီရဲ့ကိုယ့်ရဲ့လူငယ်ဘဝဒီလုတ်ပိုင်နေတဲ့လုတ်ငါးမှာဒီဥဆောင်နေတဲ့
ကာလထဲမှာဘုရားဖြစ်တဲ့နှုတ်ပတ်ချမ်းသာတို့ဖတ်ရှုခြင်းသာတင်းရဲ့ဘဝကိုအောင်မြင်တိုးတက်စေတယ်ဆိုတဲ့အရာကိုမြင်တွေ့ရဖြစ်တယ်တင်းရဲ့မျက်စိဘဝအသက်တာတန်ရှင်းသောအသက်တာလို့ဘုရားကမြင့်တဲ့ရစ်အဖြစ်တို့ပို့ဆောင်ပေးနေတာလေဒီနှုတ်ပတ်ချမ်းသာကိုဖတ်မှတာလေအကောင်းဆုံးပိုင်းခြားပြီးတည်နိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်အနေနဲ့နောက်ဆုံးအချက်အနေနဲ့ခေါ်မှပြီးလိုပါတယ်အကြောင်းမို့နောက်ဆုံးဒီကိုချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ယုံကြည်သူတွေဟာအင်မတန်မှတန်ဖိုးရှိတဲ့သူတွေဖြစ်တယ်ဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်တာရှင်တော်ဝိညာဉ်တော်ဘုရားကျင့်ဝတ်တဲ့ကိုယ်ခန္ဓာဖြစ်တယ်ဒီတာရှင်တော်ဝိညာဉ်တော်ဘုရားကျင့်ဝတ်တဲ့ကိုယ်ခန္ဓာဟာကိုယ့်ရဲ့ဇာတိအတွေ့အကြုံအတိအညာနဲ့ကိုယ်ကိုဥဆောင်ဖို့ဟုတ်တယ်ဒီနေ့ဘုရားခင်ပေးထားတဲ့နှုတ်ပတ်တော်ကျမ်းစာကိုဖတ်ရှုဒီမှာဘုရားလိုချင်တဲ့အရာကဘယ်အရာဖြစ်လဲဆိုတဲ့အရာကိုကျွန်တော်တို့ရှောင်ဝေပြီးမှတန်ရှင်းသောအသက်တာလို့ရှောင်လာဖို့ရတဲ့ကျွန်တော်တို့ဘုရားခင်ကကိုယ်ဝင်ချင်းကကြားရအောင်ဆိုမှနှုတ်ပတ်တော်ဖြင့်ကိုအားပေးလို့ပါတယ်ရောက်စီရင်ကိုဖျားရှင်ကောင်းကြီး